အားလုံးပဲမင်္ဂလာပါ Lanary IQ YouTube channel နဲ့ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာဆိုလို့ရှိရင် Arduino IDE ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာမှာဘယ်လို install တင်ရမလဲဆိုတဲ့အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ကွန်ပျူတာမှာရှိတဲ့ browser တစ်ခုခုရဲ့ search bar မှာ Arduino IDE ဆိုပြီးတော့ရိုက်ချလိုက်မယ်ပြီးတော့လို့ရှိရင်ပထမဆုံးပေါ်လာတဲ့ arduino.cc ဆိုတဲ့ website ကတင်ထားတဲ့ Arduino IDE ဆိုတာလေးကိုနှိပ်လိုက်မယ်ခုဆိုလို့ရှိရင် Arduino IDE ကို download ဆွဲဖို့အတွက်စာမျက်နှာပေါ်လာပြီပေါ့နော်ဒီဘက်မှာရှိတဲ့ Arduino download option ဆိုတဲ့ဟာလေးရှိတယ်ဒီ download option ဆိုတဲ့ဟာလေးရဲ့အောက်မှာ Windows ရယ် Linux ရယ် Mac OS ဆိုတဲ့ဟာလေးရှိတယ်ကျွန်တော်တို့ရဲ့ကွန်ပျူတာက Windows ဆိုလို့ရှိရင်Windows ကိုနေပြီးတော့ download ဆွဲလို့ရတယ်မဟုတ်ဘဲနဲ့ Linux ဆိုလို့ရှိရင်တော့ Linux ကိုနေပြီးတော့ download ဆွဲလို့ရတယ်မဟုတ်ဘဲနဲ့ Mac OS ဆိုလို့ရှိရင် Mac OS ကိုနေပြီးတော့ download ဆွဲလို့ရပါတယ်ကျွန်တော်ရဲ့ကွန်ပျူတာက Windows ဖြစ်တဲ့အတွက်ကြောင့်မလို့ Windows ကိုနေပြီးတော့ download ဆွဲလိုက်မယ်ပြီးတော့လို့ရှိရင် just download ဆိုတဲ့ဟာလေးကိုထပ်နေနိုင်မယ်ကျွန်တော်ရဲ့ကွန်ပျူတာက Internet Download Manager ကိုသုံးပြီးတော့ download ဆွဲတာဖြစ်တဲ့ကြောင့်မလို့အခုလိုမျိုးပေါ်နေတာဖြစ်ပါတယ်ဟုတ်ပဲနဲ့ကွန်ပျူတာမှာပါတဲ့ download နဲ့ပဲ download ဆွဲမယ်ဆိုလို့ရှိရင်ဒီဘက် download နာမှာ download ဆွဲနေတဲ့ပုံစံလေးပေါ်နေပါလိမ့်မယ်ကျွန်တော်ကကျတော့ Internet Download Manager ကိုသုံးပြီးတော့ download ဆွဲတာဖြစ်တဲ့ကြောင့်မလို့အခုလိုမျိုးပေါ်နေတာဖြစ်ပါတယ်အခုဆိုလို့ရှိရင် Arduino IDE ကို download ဆွဲနေပြီဖြစ်ပါတယ်အခုဆိုလို့ရှိရင်ခဏတော့ download ဆွဲလိုက်တဲ့ Arduino IDE ကကျွန်တော်တို့ရဲ့ကွန်ပျူတာထဲကိုရောက်ရှိလာပြီပေါ့နော်အခုဒီ software လေးက Arduino IDE မဟုတ်သေးပါဘူး Arduino IDE ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာမှာ install တင်ဖို့အတွက်လုပ်ပေးတဲ့ software လေးပဲဖြစ်ပါတယ်ဒီ software လေးကို Facebook တက်ဆိုလို့ရှိရင်right click နှိပ်ပြီးတော့ open ဆိုတာလေးကိုနှိပ်လိုက်မယ်ပြောလို့ရှိရင် I agree ကိုဆင်းနေလိုက်မယ်ပြီးတော့ next ကိုနှိပ်မယ်ဒီနေရာမှာ Arduino IDE ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာမှာကိုသိမ်းချင်တဲ့နေရာကိုတတ်မှတ်ပြီးတော့သိမ်းခိုင်းလို့ရပါတယ်ဒီလိုမျိုးတတ်မှတ်ပေးချင်နေဆိုလို့ရှိရင်ဒီ browse ဆိုတာလေးကိုနှိပ်ပြီးတော့တတ်မှတ်ပေးလို့ရပါတယ်ကျွန်တော်ကကျတော့ကျွန်တော်ရဲ့ကွန်ပျူတာကနေပြီးတော့အလိုလိုတတ်မှတ်ပေးထားတဲ့ location မှာပဲသိမ်းလိုက်ပါမယ်တကယ်လို့ကိုကျဲရဲ့နေရာကိုရေးပြီးသွားပြီဆိုလို့ရှိရင် install ဆိုတာလေးကိုနှိပ်လိုက်မယ်အခုဆိုလို့ရှိရင် Arduino IDE software ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာမှာ install တက်လို့ပြီးသွားပါပြီပြီးတော့လို့ရှိရင် finish ဆိုတာလေးကိုနှိပ်လိုက်မယ်အခုဆိုလို့ရှိရင် Arduino IDE ကပွင့်လာပြီပေါ့နော်အခုမြင်နေရတာကျတော့ Arduino IDE software ကိုဖွင့်လို့ရှိရင်ပထမဆုံးမြင်ရတဲ့ဟာပါအောက်မှာကျတော့ဒီ download ဆိုတဲ့ဟာကြီးပေါ်နေတယ်ပေါ့နော်ဒါကျတော့ Arduino IDE software တွေလိုအပ်တာတွေကို download ဆွဲပေးနေတာပဲဖြစ်ပါတယ်ခဏလေးစောက်ပြီးတော့ဒီ download ဆိုတဲ့ဟာလေးပြီးသွားတဲ့အထိကိုကျွန်တော်အနေနဲ့စောက်ပေးဖို့လိုပါတယ်အခုပေါ်နေတာတွေကကျတော့ဒီ Arduino နဲ့ပတ်သက်တဲ့ USB တွေပါထုတ်လိုက်လို့ရှိရင်ကွန်ပျူတာကနေပြီးတော့driver ကိုလိုတွေရောက် download ဆွဲပေးတာဖြစ်ပါတယ်ပြီးတော့ရှိရင်ဒီ install ဆိုတာကြီးနှိပ်လိုက်မယ်အခုဆိုလို့ရှိရင်ဒီ Arduino IDE ရဲ့အတွက်လိုအပ်တဲ့ file တွေကိုလုံးကို download ဆွဲလို့ပြီးသွားပြီပဲဖြစ်ပါတယ် Arduino board ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာနဲ့ချိတ်ဆက်တဲ့အခါကျလို့ရှိရင်driver တစ်ခုလိုအပ်ပါတယ်ဒီတော့ driver ကျွန်တော်တို့ရဲ့ကွန်ပျူတာမှာ download ဆွဲဖို့တက်ဆိုလို့ရှိရင်ကျွန်တော်တို့ Arduino board ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာနဲ့ချိတ်ဆက်ပေးထားဖို့လိုအပ်ပါတယ်ချိတ်ဆက်ပေါ်ကကျတော့ကျွန်တော်အခုပြတ်ထားတဲ့ကိုယ်စားလေးအတိုင်းချိတ်ဆက်ပေးလိုက်ရပါပြီအခုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ Arduino board တစ်ခုသိရမှာပါတစ်ခုကအဝါရောတစ်ခုကအပြာပါနော်အဲ့လိုမျိုးချိန်ဖိမှလိုက်ပါဒီအဝါရောကြည့်လိုက်မယ်ဆိုလို့ရှိရင်အဝါရောမှာပါတဲ့ chip ကဒီ Admi ကနေပြီးတော့ထုတ်တဲ့ chip ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အတွက် driver တော့ဆွဲပေးကြမလို့ပါဘူးဒီကောင်နဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင် Arduino IDE ကနေပြီးတော့တိတက် download ဆွဲပေးမှဖြစ်ပါတယ်ဒီအပြာလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ခဏတော့အဝါနဲ့မတူဘူးပေါ့နော်အဝါမှာဆိုလို့ရှိရင်ဒီမှာပါတဲ့ IC ကကျတော့ဒီလိုပုံစံပါဒီမှာကျတော့ IC ကအပြားပေါ့နော်
ဒီကောင်ကျတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ market မှာတွေ့ရများပါတယ်ဒီမှာပါတဲ့ IC ကကျတော့ chip ကကျတော့ဒီ CH340 ဆိုတဲ့ chip ကိုသုံးရပါတော့အဲ့တော့ဒီကောင်အတွက် driver တီးတန့်တောက်ဆက်ပြီးရပါတယ် driver ကိုကျွန်တော်တို့အနေနဲ့ internet ပေါ်မှာလွယ်ကူတောက်ဆက်လို့ရပါတယ်ဆိုတော့ Arduino ဘုံနဲ့ကျွန်တော်တို့ရဲ့ computer နဲ့connect ဖြစ်မဖြစ်အဆက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ disk ဆိုတဲ့ဟာလေးကိုနင်းလိုက်မယ်မဟုတ်လို့ရှိရင်ဒီအောက်မှာရှိတဲ့ file explorer ကိုနင်းလိုက်လို့ရပါတယ်ပြီးတော့လို့ရှိရင်ဒီ load တဲ့နေရာမှာပေါ့နော် right click ထောက်ပြီးတော့ property ကိုနင်းလိုက်မယ်ပြီးတော့လို့ရှိရင်ဒီ device manager ဆိုတာလေးကိုနင်းလိုက်မယ်ဒီ port ဆိုတဲ့နေရာမှာကျွန်တော်တို့အနေနဲ့ Arduino board ရဲ့ port ကိုသွားကြည့်လို့ရပါတယ်အခုကြည့်လိုက်ရဆိုလို့ရှိရင်ကျွန်တော်ကအဝါရောင်ဘုံနဲ့စစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Arduino Uno ဆိုပြီးတော့ပေါ်နေတာဖြစ်ပါတယ်ဒီ Arduino Uno က computer Arduino ID ကနေပြီးတော့automatically install လုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီတော့ဒီ board ရဲ့ driver ကိုကျွန်တော်တို့အနေနဲ့ internet ကနေပြီးတော့တီးတန့်တော့ဆွဲကြမလို့ပါဘူးအခုလိုမျိုးအပြင်အောင်ဘုံနဲ့ကျွန်တော်တို့ရဲ့ computer နဲ့ချိတ်ဆက်တဲ့အခါကျလို့ရှိရင် USB 2.0 series ဆိုတာလေးပေါ်နေပါတယ်ဒါကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အတိုင်းပဲသူ့မှာပါတဲ့ chip က Arduino ကနေပြီးတော့ direct ထုတ်ထားတဲ့ chip ဟုတ်တဲ့တွေ့စားမလို့ computer ကနေပြီးတော့ Arduino board ဖြစ်နေမတတ်မှတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ computer မှာ Arduino board ကိုအဖြစ်တတ်မှတ်ပေးဖို့အတွက်ဆိုလို့ရှိရင်driver တစ်ခု install တင်ဖို့လိုအပ်ပါတယ် CH340 driver ကိုကျွန်တော်တို့ရဲ့ computer မှာ install တင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ computer မှာရှိတဲ့ browser တစ်ခုရဲ့ search bar မှာ CH340 driver ဆိုပြီးတော့ရိုက်ထားရမယ်ပြောလို့ရှိရင်ဒီပေါ်လာတဲ့ထဲမှာGoogle Training ဆိုတဲ့ website ကတင်ထားတဲ့စာမျက်နှာကျွန်တော်နေနေနိုင်မယ်ပြောလို့ရှိရင်ဒီမှာပေါ့နော် download ဆိုတဲ့ဟာလေးရှိတယ်ဒီကောင်လေးကျွန်တော်နေနိုင်မယ်ပြောလို့ရှိရင် download ကို save ပြီးတော့နေနိုင်မယ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ခဏတော့ download ဆက်လိုက်တဲ့ driver ကကျွန်တော်တို့ရဲ့ computer ထဲကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ဒီ driver ကိုကျွန်တော်တို့ရဲ့ computer မှာ install တင်ဖို့တည်းဆိုလို့ရှိရင် Arduino board ကိုကျွန်တော်တို့ရဲ့ computer နဲ့ချိတ်ဆက်ပေးထားလို့အပ်ပါတယ် driver install တင်ဖို့တည်းဆိုလို့ရှိရင်ခဏတော့ download ဆွဲထားတဲ့ zip file ကိုနော် extract လုပ်လိုက်မယ်ဒီ driver install တင်ဖို့တည်းဆိုလို့ရှိရင်ပေါ့နော်ခဏတော့extract လုပ်ထားတဲ့ file ကိုပြလိုက်မယ်ပြီးတော့ရှိရင်ဒီထဲမှာပါတဲ့ software ကိုrun မယ်ပေါ့နော်အဲ့တော့ right click နှိပ်ပြီးတော့ open ဆိုတာကိုနှိပ်လိုက်မယ်ပြီးတော့ရှိရင် install နေနိုင်မယ်ခုဆိုလို့ရှိရင် driver install တင်လို့ပြီးသွားပါပြီပြီးတော့ရှိရင် OK ကိုဆင်းနေနိုင်မယ်ပြီးတော့ရှိရင်ခဏတော့ကျွန်တော်တို့ရဲ့ computer နဲ့ Arduino board ချိတ်ဆက်ထားတဲ့နေရာကိုပြန်ပြီးတော့သွားကြည့်အောင်အဲ့တော့ file explorer ကိုနှိပ်လိုက်မယ်load နေတဲ့နေရာမှာ right click ထောက်ပြီးတော့ property ကိုနှိပ်လိုက်မယ် device manager ကိုဆင်းနေမယ်ခဏတော့other device ဆိုတဲ့နေရာလေးကြောက်သွားပြီပေါ့နော်ပြီးတော့ရှိရင် port ထဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် USB serial CH340 ဟာလေးပေါ်နေတယ်ပေါ့နော်ဒီကောင်ကကျွန်တော်တို့ရဲ့ Arduino board ပါအဲ့တော့ကျွန်တော်တို့အစောဆုံး fit ထားတဲ့ Arduino IDE ကိုပြန်သွားမယ်ပြီးတော့ရှိရင်2ထဲက port ဆိုတာလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Arduino board ချိန်ထားတဲ့ Core C ဆိုတာဟာလေးပေါ်နေပြီပေါ့နော်ဒီမှာပါ Core C ကကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ device manager ထဲကကြည့်မယ်ဆိုလို့ရှိရင် port ထဲမှာဒီမှာပါ COMC ပါဒီကောင်လေးက Arduino board ပါဒီကောင်မှတ်ထားလို့ရှိရင်ပြီးသွားလို့ရှိရင်ဒီ2ထဲက on နေရာမှာကျွန်တော်တို့အနေနဲ့အမှတ်တကယ်ရေးပြဖို့လိုအပ်ပါတယ်ပြီးတော့ရှိရင်ကျွန်တော်တို့ရဲ့ board က Arduino board ဖြစ်တဲ့အတွက်ကြောင့်မလို့board ကိုတတ်မှတ်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ Arduino IDE ထဲက2ထဲက board ဆိုတဲ့နေရာမှာ Arduino AVR board ထဲက Arduino Uno ဆိုတဲ့ဟာလေးကိုကျွန်တော်အနေနဲ့တင်နိုင်မယ်ပြီးတော့ရှိရင် board လုံးမလို့စဖို့တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ program လေးတစ်ခုကို assign ရပြပါမယ်ဒီ program လေးက Blend Circuit ပါ Blend Circuit ကိုလုပ်ဖို့အတွက်ဆိုလို့ရှိရင် file ထဲက exhibit ထဲကိုနေနိုင်မယ်ပြီးတော့ရှိရင်ဒီ
basic ဆဲက blend ဆိုတာလေးကိုကျွန်တော်မြင်လိုက်မယ်ဒီ blend circuit ခေါ်ပါပြီပေါ့နော်အခုဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်အနေနဲ့ Arduino board ကိုကျွန်တော်တို့ရဲ့ computer နဲ့ချိတ်ဆက်ပြီးပါလို့ရှိရင်ဒီ upload ဆိုတဲ့ဟာလေးကျွန်တော်မြင်လိုက်မယ်ခဏစောက်ပါဒါ upload ဒီဆိုတဲ့ဟာလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ board ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် board မှာပါတဲ့ LED တွေမိတ်တုံနဲ့အလင်းနေတာတွေ့ရမှာပါဒီလိုမျိုးပုံနေရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Arduino board ကကောင်းကောင်းလွတ်တယ်လို့ပြောလို့ရပါတယ်နောက်ဗီဒီယိုကြလို့ရှိရင်ဒီမှာပါတဲ့ code ကိုကျွန်တော်အနေနဲ့တစ်ထောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တည်ထားရမှာကိုယ်မှာရှိတဲ့ Arduino board ကဘယ် board မျိုးစားလဲဆိုတော့ကျွန်တော်အနေနဲ့တည်ထားဖို့လိုအပ်ပါတယ်ကိုယ်မှာရှိတဲ့ board က Admi ကနေပြီးတော့အတိုင်းထုတ်ထားတဲ့ board ဆိုလို့ရှိရင် driver ကို install တင်ပေးဖို့မလိုပါဘူး Arduino IDE ကနေပြီးတော့ direct install တင်ပေးပါတယ်ဟုတ်ပဲねကိုယ်မှာရှိတဲ့ Arduino board က CH340 chip ကိုသုံးထားရဆိုလို့ရှိရင်ဒီ CH340 chip တွေ driver install တင်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ board ကဘယ်မျိုးစားလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်